ပြောင်းလဲပြီးတတ်မှတ်ပေးပါမယ်ဈေးနှုန်းလေးတွေနော်အိမ်နိုင်ရောက်လာရောက်တဲ့လူတွေပဲဖြစ်ဖြစ်50ခွန်ပြီး60လို့ပဲထားပါတော့မယ်60 40ခွန်ပြီး50ထည့်ပေးပါတော့မယ်ဗျာနော်40နှစ်ဒီကောင်ကကျတော့45ဖြစ်ပါတော့မယ်ဟော30ခွန်ပြီး39ဖြစ်ပါတော့မယ်ခင်ဗျ39ပါခင်ဗျဒီဈေးကလက်မဒါဒီဘက်ကတော့လက်မပေါ့တိုင်းတဲ့ခါကျရင်တော့တစ်လက်မလောက်တော့ပိုဆောင်းတိုင်းရနော်ဒီဝင်းစီးဖို့နေထားလေးတော့ဖြတ်တော့လက်မအောက်ကဖြတ်တော့လက်မပေါ်ကတိုင်းတော့ဒီအောက်ကလူလေးတိုင်းရပါတယ်နော်အဲ့လိုလေးရှိပါတယ်ဒီကောင်ဆိုရင်လည်း20နဲ့2ဖြစ်သွားပါမယ်ဒီကောင်လည်း7ဖြစ်သွားပါတော့မယ်ခင်ဗျာနော်ကဲဒါတော့ဖောက်တယ်ကြီးကျတော့လေဒီသေးပါပဲဖောက်တယ်လည်းဒီသေးပါပဲနော်ဖောက်တယ်လေးတော့နည်းနည်းလေးတွေပုံပေးတာလေးတော့ရှိတတ်တဲ့လောက်ရှိပါတယ်နော်အရင်သွေးပေါ်တော့မူတည်တယ်နော်ကဲဒီကောင်ကကျတော့လေကဲကိုဖြစ်ပါခင်ဗျာကိုဖြစ်ပါခင်ဗျာကိုဖြစ်ပါခင်ဗျာဒီကောင်ကတော့ရှိဖြစ်ပါခင်ဗျာကဲဒါလေးတွေဈေးနှုန်းပြောင်းလေးတွေပါအကျွတ်တို့ဘွားလို့တော့ဒီကြတော့6500ဈေးပါပဲเนาะဒါတော့ပုံမှန်လေးပဲဖောက်တယ်လေးကျတော့ဈေးလေးတွေတစ်ချက်နှစ်ချက်တိုးပေးရလေးတွေရှိတတ်ပါတယ်လို့เนาะဒီအဖြူနီကြောင်ကြားလည်းပုံမှန်ဈေးပဲဒါတော့အရင်ပြားလေးတွေလှမှာပေါ့เนาะဒီဈေးရတယ်အရင်ပြားလှမယ်လို့ပြထားပါတယ်เนาะဒီကရှူးရင်တော့ဒီတက်ဈေးတွေကြော့သွားနိုင်ပါတယ်เนาะကြော့သွားနိုင်တယ်ဒါဆေးစိုးလို့ရမယ်ဆေးစိုးဆိုရင်တော့တဝက်ဈေးရဲ့အတိုင်းဖြစ်တော့အောက်ကလေးရောက်နိုင်ပါတယ်နော်လှမရပါမယ်နော်တဝက်ဈေးရဲ့အောက်တောင်ရောက်နိုင်ပါတယ်လို့နော်တဝက်ဈေးရဲ့အောက်ရောက်နိုင်ပါတယ်လို့ရင်းပြညီတယ်လှတယ်ဆိုတော့တဝက်ဈေးရမယ်လုံးဝဒီကောင်ဆေးဆိုးတွေကြတော့ဆေးဆိုးအမဲဆိုးတွေကအဓိကပူကြပါတယ်နော်ကဲဒီဈေးတွေဆိုတော့ဒီကောင်လေးဒီကောင်တက်ပြအောင်မယ်ဒီကောင်လည်းခွန်ပါကဲအိမ်နဲ့ရောက်လာရတဲ့လူတွေလည်းဒီဈေးပဲဖောက်တယ်လည်းဒီဈေးပဲဖောက်တယ်တော့ပစ္စည်းကောက်ရတော့နည်းနည်းတိုးပေးတဲ့လောက်ပဲရှိပါတယ်နော်ကဲဒီကနေ့17ရက်တလ2026နော်ပြောင်းလဲတတ်မှတ်တဲ့ဈေးနှုန်းဖြစ်ပါတယ်ခင်ဗျာနော်မင်္ဂလာတော်မျိုးနဲ့ဖေးပင်လန်း300ဒီမှတ်တိုင်ကိုစင်းမှာဆရာဆန်လန်းနဲ့ဝင်ခဲ့ပါဆရာဆန်လန်းနဲ့ရောက်ပြီဆိုလေတွေ့လို့ရှိရင်ဆရာဆန်လန်းနဲ့ရောက်ပြီဆိုရင်တွေ့လို့ရှိရင်ဝင်ရှင်းညာဘက်ကိုချုပ်ညာချုပ်ပြီးတော့တခါဘယ်ဘက်ကိုတွေ့လို့ရှိရင်ထပ်ချုပ်တက်ရှောက်ရောက်ပါပြီမိုးထကအိတ်တာနဲ့ဆိုတော့မြေဆောင်တူလေးပါလို့နော်